ဒီနေ့ရခိုင်သလားရခိုင်ကအခုတကွက်ပြလိုက်ပြီရခိုင်ကလူမျိုးဆွဲတယ်ရခိုင်ကနော်မွတ်စလင်တွေကိုမိုးတယ်ရခိုင်ကလူမျိုးအရန်ဆွဲတယ်နိုင်မလဲလူမျိုးကြီးဝါဒရှိတယ်ပြောကြတာပေါ့နော်ရခိုင်ကဗာလဲရခိုင်နိုင်ငံနဲ့ရခိုင်ဘာပညာသူတို့ပြောနေကြတာအခုရခိုင်ထုံးမြနိုင်နော်ဘိုးချုပ်ထုံးမြနိုင်ကတွေ့လားသူ့မှာနိုင်ငံရေးအမြင်စီရေးအမြင်ရှိတယ်ဆိုတာကိုဒီနေ့သက်သေပြလိုက်ပြီနမူနာကြည့်ရမယ်နော်သူ့ကိုတယောက်ကနော်သူ့ရဲ့တောက်တိုင်သူ့ရဲ့ lobby သူ့ရဲ့ဘယ်လိုပြောမလဲနော်သူ့ရဲ့လူတွေကိုနီးမျိုးစုံနဲ့အထူးဖြင့်အင်ဂျီချင်းနိုင်ငံတွေကိုဗာလဲတစ်ဖက်လက်နဲ့ရန်တိုက်ပြီးတယ်ဥပမာဘင်္ဂလားဒေ့ရှ်ကိုပေါ့ဘင်္ဂလားဒေ့ရှ်ကပြောတယ်ရခိုင်ကမူကြီးစေဝါးတွေရောင်းတယ်ဘာညာဆိုပြီးတော့အဲ့လိုမျိုးသူတို့နာမည်ဖြတ်တယ်ဒါပေမဲ့ရခိုင်ကျမပြောမယ်နော်အမှန်တရားလုပ်တဲ့လူကလေဘယ်လိုပဲလောက်သူတို့ဘယ်လိုပဲနင်းချထိုင်းလို့ပြောလို့ရှိရင်ခွန်ဒီဖီခုံလူကောင်းကတရေတော်မှဆက်လျှောက်တယ်နော်အဲ့ဒါကြောင့်မို့ကိုကမန်ကန်နော်ဖြောက်မလောက်တယ်ဆိုရင်လေဘယ်ကျမတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားကိုပဲကြည်လိုက်ဗုဒ္ဓမြတ်စွာဘုရားကနော်သူကတရားကြည်ကြံတယ်နော်လက်မလဲသူတရားကြည်ကြံတယ်သူကိုမလနာတွေသူကိုအဖြက်သမားတွေဘလောက်ပဲဖြစ်လုံးဝကိုမပြည့်ခဲ့ဘူးအခုအေးလက်ဒီလိုပဲနော်လူမျိုးရင်းနဲ့မိုက်တိုက်တယ်ဘာသာရင်းနဲ့မိုက်တိုက်တယ်အဆုပ်ပဲဒါပေမဲ့အခုလောဝကိုလုံးလို့မရဘူးနော်အဲကြောင့်မို့ဝိုင်းရှယ်ပေးပါနားလေဒီကောင်းနဲ့ပြန်ဆက်လောက်အောင်မနဲ့ဝိုင်းရှယ်ပေးပါတရင်ကောင်းလေးရှိတယ်ပြောမယ်နော်ဒီညနော်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ကရင်ပြည်နယ်လက်စစ်ရေးဘာတွေရှိတယ်ဘလို့ရှိတယ်ဆိုတာကျမနော်သုံးသပ်ပြမယ်ဘာဖြစ်လို့လဲဆိုတော့တချို့ကြတော့နော်ပြောမယ်ဆိုရင်တချို့နော်အောက်ခြေတွေကကျမတို့မပြောပါဘူးနော်ဒါပေမဲ့တချို့သောခေါင်းကြီးပိုင်းတွေကကြည့်လေကျမတို့နော်ဒီအာရှလမ်းမကိုမသိခင်မှာကျမတို့ပြည်သူတွေကပေးလာတဲ့သတင်းတွေခွေးဘယ်နှကောင်တက်လေကားဘယ်နှကောင်နော်ကားဘယ်နှစီးခွေး BGF ဘလို့ကူညီလဲဒီ KBA ကဘလို့ကူညီလဲကျမတို့အမြဲတမ်းပဲဖော်ပြခဲ့တယ်အဲ့ဒီဖော်ပြတာကိုဂယုမဆိုင်ဘူးနော်ဂယုမဆိုင်ဘူးပြီးတော့ဒီနားရောက်နေပြီနော်ပြည်သူတွေကပေးတဲ့တဲ့နေ့ကျမတို့ကပြည်သူစစ်ပါနော်ကျမတို့မှာတီးခြားလက်နဲ့ကင်မရှိပါဘူးမွေးထားတဲ့လက်နဲ့ကင်တွေမရှိဘူးကျမတို့မှာလူမျိုးဆွဲပုံကိုဆွဲလည်းမရှိပါဘူးပြည်သူကိုပဲဥတီတာဖြစ်တဲ့အတွက်ပြည်သူတွေကလည်းကျမတို့ကိုသတင်းတွေပေးလာတယ်နော်ခွေးတွေဘယ်နေရာကိုရောက်ပြီလဲခွေးတွေကဒီလိုပဲဆိုတော့သူတို့ပြောပြလာတယ်ကျမတို့ကလည်းနော်လိုင်းပေါ်မှာတင်တယ်စပီအောက်လုပ်တယ်ကျမတို့ရဲ့ဒီအာရှလမ်းမကိုဘယ်နေ့ကသိတာလဲကျမတို့သတင်းတင်တာဘယ်နေ့ကလဲကျမတို့ပြောပြတယ်နော်ဒါပြည်သူလူထုစီကလာတဲ့သတင်းစကားအဲ့ဒါကိုနော်သူတို့ကအထင်သေးတာလားဒါမှမဟုတ်ရန်သူကို short တွက်တာလားနော်တချို့တော့တချို့အောက်ခြေတွေကိုသာသူတို့ပြောတယ်ဒီအာရှလမ်းမကိုသူတို့ခဏဆောက်ပေးလိုက်တာနော်သူတို့ကပြန်ဝိုင်းပေးတယ်ဆိုပြီးတော့သူတို့ကလက်ကွက်ပေါ့နော်သူတို့ပြောတဲ့ view ဟာလေးလက်ကွက်နဲ့သူတို့ကအဲ့လိုမျိုးလောက်တော့သူတို့ပြန်တိုက်မဲ့ဘာညာအမမာတော့လीနော်လက်ရှိဒီနေ့ကျွန်မတွေးလိုက်ရတယ်မောင်ချစ်သူBGF ဘလို့ကူညီပေးတယ်လဲခွေးတွေနဲ့ပေါင်းတော့ဘလို့ကူညီပေးတယ်လဲကျမတို့ရဲဘော်လေးကျမတို့ရဲ့ PDF လေးတွေဘလို့နော်ရင်ဆိုင်ရတယ်လဲဆိုတာကျမတို့တွေ့ရတာစိတ်မကောင်းဘူးပူသတလန်ကိုယုံကြည်ကြလို့အဲ့ဒါအမှန်တရားတွေပဲသတင်းအတဲ့သတင်းတော့ပြောရမယ်နော်သတင်းမပြောလို့မရဘူးသတင်းပြောမှပဲနော်ဆောက်ဆက်မရှိတဲ့လူတွေလှုပ်စားတော်လန်ရေးသမားတွေစိတ်သူတို့ဆက်တိုင်တော့နော်
ရှက်တိုင်တော့ရှက်တာကြာပြီပေါ့ဒါပေမဲ့ပြောစားရှိရတော့ပြောမှာပဲနော်ဒီအကောင့်နဲ့ရှယ်လိုက်အောင်နော်ခဏလေးဝိုင်းရှယ်ပေးပါမင်းမေအယုဒ္ဓမှာအရေးတယ်မှာကဲကျမတို့ပြည်သူ့အမှလူမှုကွန်ရက်အဖွဲ့ကရောင်းတဲ့မဲမကုတ်သေးပါဘူးနော်လာရောက်ဝယ်ယူအားပေးကြပါ100ကျော်ကြံသေးတယ်နော်ဒီလောက်ကိုကျမတို့မဲနိုင်ချင်ပြီးအဲကြောင့်မို့တယောက်တစ်ဆောင်နော်လာရောက်ဝယ်ယူအားပေးကြဖို့တောင်းဆိုချင်ပါတယ်နားထောင်တာမထောင်တာသူတို့အပိုင်းကျမတို့ပြောရမှာကတော့ကျမတို့အပိုင်းပဲနော်ကျမတို့ပြောစရာရှိတာပြောရမှာပဲပြည်သူတယောက်အနေနဲ့ပြောရမှာပဲအခုနော်သူတို့တွေဗလဲဒီတချို့ကြတော့ကျမပြောမယ်နော်ကရင်ပြည်နယ်မှာလက်နက်ကဘလောက်ပဲရှိဘယ်နှဖွဲ့ပဲရှိဘလောက်ပဲများလက်တွေ့လှုပ်ရနဲ့ရလာကတော့အဖြေပဲအဲ့ဒါကြောင့်မို့ဒီຫນွေဦးတော်လန်ရေပြောမယ်ဆိုရင်အခုသူများတွေတိုက်နေပြီးတော့ကြာသွားတဲ့အထိကရင်ပြည်နယ်ကနော်ဘယ်ကောင်ကမှရှစ်ထွက်မရဲပဲနဲ့သူတို့ကရေလိုက်ငါးလိုက်နေတာတို့နောက်ပြီးတော့နော်သူတို့ကအမှန်မှာတော့ခေါင်းဆောင်ဆိုတာခေါင်းဆောင်ပြီးတိုင်းကရင်ပြည်နယ်အတွက်ခေါင်းဆောင်ပြီးတိုင်းပြည်သူလူထုဘက်မှာမရက်တည်တယ်ဆိုရင်ရှစ်ထွက်ရွေးရမယ်တတိရှိရမယ်စစ်ထွက်ရဲရမယ်သူတို့ကအခုဘယ်လောက်လေဒီຫນွေဦးအခုနေပြီးတော့ကြာသွားလို့ဖျာခင်းလို့မရဘူးเนาะကြိုပြောထားမယ်ဘယ်အဖွဲ့ကပဲပြီးအခုကျွန်တော်တို့ပြည်သူတွေကမျက်စိတောက်ထောက်ကြည့်မယ်เนาะမျက်စိတောက်ထောက်ကြည့်နေတယ်ဘယ်အဖွဲ့ကတတိရှိစွာနဲ့เนาะဒီຫນွေဦးတော်နိုင်ဒီကရင်ပြည်နယ်အတွက်ဥဆောင်နိုင်မလဲဘယ်ပုဂ္ဂိုလ်ကဥဆောင်နိုင်မလဲခေါင်းဆောင်เนาะခေါင်းဆောင်မှုမျိုးကိုဥဆောင်နိုင်မလဲเนาะဒါပေမဲ့ဘယ်သူအားကိုးနေမှခေါင်းဆောင်ဖြစ်လို့မရဘူးလက်တွေ့လောက်ရကတော့အဖြေပဲအဲ့ဒါကြောင့်မို့နေပြီးတော့ကြာသွားပြီးမှဟိုနေရာမှာတိုက်တယ်ဒီနေရာမှာဟိုတော့ကနာမည်ကြီးခဲ့တဲ့ဒီဟိုဘလဲဘညာအဲ့လိုလုပ်လို့မရဘူးနော်ဒီຫນွေဦးတော်လန်ရေးမှာတကယ်ကိုဦးဆောင်နိုင်တဲ့သူ KIA လိုမျိုး AA လိုမျိုးနော်ချင်းလိုမျိုးကရင်နီလိုမျိုးဦးဆောင်နိုင်တဲ့လူအရေးချင်းရှိမှကျမတို့ပြည်သူတွေကနော်အသိအမှတ်ပြုမှာအဲ့ဒီတခုတော့ကြိုတင်ပြောရမယ်ကျမပြောထားပြီးနော်ကျမမှာလူမျိုးစွဲမရှိဘူးပုပ်ကိုစွဲမရှိဘူးအဲ့ဒီအတွက်နော်ကျမပြောတဲ့စကားလုံးတိုင်းဒီကျမကတော့မြတ်တပဲဘယ်သူကိုမှဟိုလူသားတယ်ဟိုလူမနာဘူးဟိုလူသားတယ်ကျမမှအဲ့လိုမျိုးမရှိဘူးနော်အကုန်လုံးကိုကျမဝေဖန်ပြမှာအကုန်လုံးကိုကျမဝေဖန်ပြမှာအရှိကိုအရှိတိုင်းကျမဝေဖန်ပြမှာဘယ်သူကိုမှအသာမပြောဘူးအနာမပြောဘူးဒန်းတူပဲ那你写了没？မြတ်တပဲဘသူကိုမှအဖြစ်လို့ဆိုလက်တွေ့လောက်ရကတော့အဖြေပဲလေပြည်သူတို့နော်9နှစ်ရှိနေပြီအချိန်အတိုင်းတာတစ်ခုအနေနဲ့အဖြေထွက်လာပါပြီဘယ်သူကခေါင်းဆောင်ပြီးသားလဲဘယ်သူကခေါင်းဆောင်မဟုတ်လဲဆိုတာကရင်ပြည်နယ်မှာအခုချိန်ထိဘယ်ခေါင်းဆောင်မှမဥဆောင်နိုင်သေးဘူးနော်ဒါပေမဲ့ပွဲထွက်မှာနောက်ဆုံးမှာဘယ်သူကဥဆောင်မလဲကျမတို့စောင့်ကြည့်နေတာအခုချိန်မှာဘယ်သူကမှဥမဆောင်နိုင်သေးဘူးအဲကြောင့်မို့ကျမဘယ်သူကိုမှမထောက်ခံဘူးဘယ်သူကိုမှပြောတယ်ဘယ်လိုပြောမလဲနော်ကိုမှသီးခြားပုံကိုယ်တွေသီးခြားအမျိုးတွေဆိုတာမရှိဘူးတရင်ကအရင်ပြောမယ်ပြည်သူတို့နော်ဝိုင်းဆက်ပေးပါခဏလေး
အကောင့်နံပါတ်နားလေသူများပြည်နယ်ကတော့အားရစရာကြီးနော်အားရစရာကြီးအခုချင်းတို့ကချင်းတို့တော့မကတော့ဘူးနော်အခုအညာဒေသစကိုင်းဒေသကဏီဘက်မှာမကွေးဘက်မှာအားရပါရပဲဟုတ်ကဲ့โอ้ยခဏလေးအခုဘိုးချုပ်ထုံးမြနိုင်တဲ့မွတ်စလင်လူကြီးတွေကျူလီအဖွဲ့တွေတွေ့ဆုံကြရမှာဘာသာရေးလွတ်လပ်ခွင့်လွတ်လပ်စွာသွားလာရေးနဲ့အနာဂတ်ရခိုင်ပြည်တိဆောက်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတာရှိတယ်ပြောချင်တာကဒါရခိုင်အေးနော်အေးကလူမျိုးရေးမခွဲခြားဘူးဘာသာရေးမခွဲခြားဘူးဆိုတာအခုသက်သေပြနေပြီသူတို့ကအေးကအစွန်းရောက်တယ်အခုအေးကသက်သေပြလိုက်ပြီပြောမယ်ဆိုရင်ဒါသူ့ရဲ့အရေးအချင်းပဲအခုတည်းကသူ့ရဲ့အရေးချင်းကိုချပြနေပြီနော်အခု73နှစ်ကြာပိတ်ထားတဲ့ဗလီဖေးစိတ်လက်ထက်ကပိတ်ထားတဲ့ဗလီနော်မွတ်စလင်ဗလီကျောင်းကိုဗလီပေါ့ဗလီလားနော်အဲ့ဒီဗလီကျောင်းကိုအခုအေကပြန်လဲဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖေးစိတ်လက်ထက်ကပဲနော်ဖေးစိတ်လက်ထက်ကပဲနော်ဗလဲကလာပမာအထိကရုပ်ဖြစ်ခဲ့တာအဲ့ဒါကြောင့်မို့နော်အခုနှစ်ဖက်လုံးအပြုသဘောဆောင်တဲ့ရလတွေရရှိခဲ့ကြတယ်လို့ပြောရမယ်မွတ်စလင်တွေကမြို့မဗလီကြီးကိုဖွင့်ပေးဖို့တောင်းဆိုခဲ့သူတို့ဘိုးချုပ်ထုံးမြနိုင်ကလည်းခွင့်ပြုခဲ့ပြီးတော့ဒေသတိဆောက်ရေးမှာမွတ်စလင်တွေပါဝင်ခွင့်အတွက်ဆွေးနွေးခဲ့ကြတာရှိတယ်အခုမွတ်စလင်တွေပါအေဘဲကဝိုင်းကူတိုက်ပေးနေပြီအားရတယ်ဒီလိုမျိုးကြားရတော့အရန်ကိုပီတိဖြစ်တယ်နော်ပီတိဖြစ်တယ်အခုကရင်ပြည်နယ်ကိုနိုင်ရှင်ကြည့်လိုက်ကရင်ပြည်နယ်မှာအဖွဲ့ပေါင်းတွေအများကြီးရှိတယ်ဘယ်အဖွဲ့မှမပူပေါင်းနိုင်ဘူးသူတို့ပါစဖျားခဲ့တာအချင်းပူပေါင်းပြီးပြောနေတာမပူပေါင်းသေးဘူးနော်ဒါပေါင်းလက်ဒါပေါင်းသီးသန့်အစေဝါလဲအစေဝါသီးသန့်နော်နောက်ပြီးတော့ဗလဲတခြားအဖွဲ့လဲသီးသန့်အဲ့ဒီလိုမျိုးမပူပေါင်းသေးဘူးအမှမပူပေါင်းတော့စုပြီးတော့တိုက်လို့ရှိရင်နိုင်ပါတယ်အဲ့ဒါခေါင်းဆောင်ကောင်းပိသားတယ်လို့ခေါ်တာခေါင်းဆောင်ကောင်းအရေးချင်းရှိဖို့လေလူများစရာမလိုဘူးပတ်စံရှိစရာမလိုဘူးခေါင်းဆောင်ကောင်းရဲ့အရေးချင်းပေါ်မှာမတူတာစစ်ပွဲတစ်ပွဲကိုနိုင်ဖို့ကလေခေါင်းဆောင်ရဲ့အရေးအချင်းပေါ်မှာမူတည်တယ်ဒီခေါင်းဆောင်ကလက်ရုပ်ရည်နှလုံးရည်နော်ဗလဲရှိတယ်ဆိုရင်ဥပမာနော်လူမျိုးလည်းမခွဲခြားဘူးဘာသာလည်းမခွဲခြားဘူးနော်ပြီးတော့လူမျိုးတိုင်းကိုလည်းပြည်ထောင်စုစိတ်ဓာတ်ရှိတယ်အဲ့ဒီလိုခေါင်းဆောင်မျိုးကနော်ဘယ်လိုပြောမလဲမျိုးအရေးချင်းအပြည့်ဝရှိတယ်ဒါဆိုရင်သူကအောက်ခြေကိုလည်းသူစီးရုံလို့နိုင်တယ်နော်လက်နဲ့အင်အားပါတာတဲ့ဒီခေါင်းဆောင်ရဲ့အရေးချင်းကဖို့အရေးကြီးတယ်ကရင်ပြည်နယ်အတွက်ကရင်ဖိုက်တာဘဲကောင်တွေရှိကြလဲကရင်ပြည်နယ်ကဖိုက်တာထွက်ခဲ့ပါဘဲကောင်မှအမမထောင်ရဲပါဘူးအဲ့ဒါပြောတာလေဘယ်ကောင်မှမထောင်ရဲဘူးအဲ့ကြောင့်မို့နေပြည်တော်ကိုသိမ်းနိုင်မှဟာငါလူကတော်တယ်ငါလူကခေါင်းဆောင်ကောင်းပြည်သားတယ်လို့လာပြောလို့မရဘူးနော်ပြည်သူတွေကကြည်နေတာလက်ရှိကရင်နယ်မြေမှာဘယ်သူကဥဆောင်ပြီးတော့ဖိုးဖောက်မလဲအဲ့ဒီလူကခေါင်းဆောင်ကောင်းပဲဒါပေမဲ့အခုချိန်မှာဘယ်ကောင်မှမပေါ်သေးဘူးနော်အဲ့ဒါကြောင့်မို့အခုဗလဲကရင်ကိုကြည့်လိုက်နော်ဗလဲမောင်ချစ်သူကြတော့ကျမတို့ကရင်မောင်ချစ်သူကြတော့သူကမာဖီးယားနော်ကြားဖြန့်ကဘာကြော်တဲ့မာဖီးယားဂိုင်းချုပ်ပြနေတယ် KNU ကြတော့သူကတော့နော် KNU ကြတော့လဲလူမျိုးရေးနဲ့မိုင်းတိုက်လို့လူမျိုးကြီးဝါဒနော်မိုင်းစက်ထိနေကြတယ်ကျမဘာကြောင့်ဒီလိုပြောရလဲ
KNU ခေါင်းဆောင်ကြီးတွေကိုယ်တိုင်သူတို့စီဝေးပွဲတွေတက်ဘာတွေလှုပ်ပါကညောလို့ပဲပြောတယ်ပြီးတော့နော်ဗာလဲပါကညောလို့ပဲပြောပြီးတော့သူတို့က Federal လို့ပြောပြီးမဲ့လက်တွေ့မှာနော်ပါကညောလို့ပဲပြောတယ်ကရင်နိုင်ငံခေါင်းဆောင်ကရင်ပြည်နယ်တစ်ခုလုံးကိုထိန်းချုပ်ဖို့ဆိုတာလေပါကညောတစ်မျိုးလည်းပြောလို့မရဘူးမြန်မာနိုင်ငံမှာပြည်ထောင်စုနိုင်ငံနော်ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အတွက်အဓိကသူများနားလေဆုံးစကားကဗမာစကားပဲနော်ဗမာစကားကိုအားလုံးနားလေကြတယ်ဗမာစကားပြောလို့ဗမာလူမျိုးစိတ်ပေါက်သွားတာမဟုတ်ဘူး